ဒီလိုပါဇက်ကနေ thank you ဆိုမျိုးလုပ်ပါလေ thank you ဆိုတော့ဟုတ်ပါမှန်မှန်အသိမှတ်ပြုတာဒါအသိမှတ်ပြုတာပဲရေးကြည့်တာအဲ့တော့ပြန်ပြောချင်တာစရာကြီးတိုင်းဖွဲ့ပါအသက်ရှင်နေဒါမှလူလိုအသက်ရှင်မှုလို့လာတယ်အဲ့လူလိုအသက်ရှင်မှုဥစ္စာတွေမှာအရေးကြီးဆုံးအချက်ကြီး၃ချက်ပဲရှိတယ်အဲ့၃ချက်တော့မင်းတို့မှတ်ချင်မှတ်တာစာနဲ့ရေးဖို့မလို့ဒီတိုင်းပါဇက်ကပြောလိုက်မယ်မင်းတို့ခေါင်းနဲ့မှတ်မိသွားလိမ့်မယ်အရေးကြီးဆုံးချက်ကလူမှာတစ်ချက်တာဝန်သိရတယ်နှစ်ချက်တာဝန်ယူဝင်ရတယ်သုံးချက်တာဝန်ထမ်းဆောင်နိုင်ရတယ်နံပါတ်1ကဘာတော့တာဝန်သိရတယ်နှစ်ကဘာတော့တာဝန်ယူဝင်ရတယ်သုံးချက်ကတာဝန်ထမ်းဆောင်နိုင်ရတယ်ဟုတ်လားတာဝန်ဆောင်နိုင်ရတယ်တစ်ကတာဝန်သိရတယ်နှစ်ကတာဝန်ယူဝင်ရတယ်သုံးကတာဝန်ဆောင်နိုင်ရတယ်တာဝန်သိခြင်းဒီကိုခြင်းပဲအဲ့ဒါကိုခြင်းတရားဆိုတာဝန်သိခြင်းပဲဘာမှမဟုတ်ဘူးကိုခြင်းတရားဆိုတာဝန်သိတာမင်းသာသမီလားသာသမီတာဝန်သိမင်းမိဘလားမိဘတာဝန်သိရဟန်းတော်များမှာကြတော့အဲ့ဒီကိုခြင်းဟာသိပ်များလုံးအကြီးလို့229တော်သိခါဘူးဆိုမင်းတို့ကြားဘူးလိမ့်မယ်ကိုရင်ဆိုရင်လည်းပဲအဲ့တိုင်းပဲဟုတ်လားကိုရင်နေရစပြီးတော့သိခိရလို့ခေါ်တယ်စားတာတောက်တာအစသူ့တာဝန်လေးနဲ့သူသိရတယ်စပုကာရကန်ဆဆဆအတံပြုလေးနဘောဇိတမီမစားသူတို့ကာရကန်ရှုပ်အတံပြုလေးနဘောဇိတမီမစားသူပါလာတာဝန်အဲ့မှာသူတို့ကြတော့ပိုးများတယ်တို့လူတွေမှာကြသူတို့တော့မများဘူးညားလောက်လည်းမများဘူးကိုယ်လောက်လည်းမများဘူးဒါပေမဲ့မင်းမိဘတာဝန်သိရမယ်ကျောင်းသားတာဝန်သိရမယ်မင်းကျောင်းဆရာပြန်ကျောင်းဆရာတာဝန်သိကိုတာဝန်ကိုသိခြင်းသည်ကိုခြင်းတရားပဲတာဝန်မဲ့လို့ရှိရင်ကိုခြင်းတရားမဲ့သွားတယ်အဲ့ဒါမှတ်တာတာဝန်သိခြင်းဒီပါတော့ကိုခြင်းနော်တာဝန်သိခြင်းဒီကိုခြင်းတာဝန်ယူဝင့်ခြင်းဒီတတ္တိအဲ့တတ္တိမရှိတဲ့ကောင်ကတာဝန်မယူဘူးယောက်ျားတယောက်ဟာမိန်းမယူလိုက်ပြီဆိုလို့ရှိရင်သူ့မှာအလိုလိုနေရင်တာဝန်ရှိတာအဲ့ဒီမိန်းမကိုလှုပ်ကြွေးရမယ်ပထမဆုံးနှစ်ချက်ကမွေးလာတဲ့သာသမီကြွေးရမယ်အဲ့ဒီတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီငရဲတာဝန်မဲ့သောသာသမီရဲ့မိဘဖြစ်ရခြင်းဒီလည်းငရဲဘာမှမကောင်းဘူးတာဝန်မဲ့သောမိဘရဲ့သာသမီဖြစ်ရခြင်းဒီလည်းဆင်းရဲခြင်းတာဝန်မဲ့သောသာသမီရဲ့မိဘဖြစ်ရခြင်းဒီဆင်းရဲခြင်းပဲအဲ့ဒါကြောင့်မို့တာဝန်သိခြင်းဒီကိုခြင်းနောက်တစ်ခါတာဝန်ယူဝင်ခြင်းဒီတတ္တိဘုရားအောင်ဆန်းဟုတ်ပြီဒီလိုပဲငါတို့ဒီနိုင်ငံတော်နဲ့လူမျိုးတွေထမ်းဆောင်ပါအာဓမီငါလိုမျိုးပါညာဘုရားအောင်ဆန်းဘာလို့လဲတော်လန်ရေးအတွက်စစ်ထက်ကနေတဲ့ခါကျတော့ဒါရဲဘော်ဒီမှာဒီသစ္စာလေးချက်ဆိုတာအကုန်လုံးသိပြီးသားအဲ့မှာဘုရားအောင်ဆန်းကသိတဲ့အတိုင်းမှာသူ့မျက်နှာကြီးကလည်းဒီလိုကစူအောက်မျက်နှာကြီးဓာတ်ပုံတွေမှာတခါပဲရည်ဘူးတဲ့ဘယ်တော့မှယူလို့ဆိုဟိုကချင်မာလေးတွေနဲ့ဓာတ်ပုံရတဲ့ပွဲပဲယူဘူးကချင်မာလေးတွေဓာတ်ပုံရတာအဲ့ဒါရည်လုံးလို့ထင်မနေနဲ့ဘေးကကချင်တယောက်ကနေပြီးတော့လှမ်းပြောလိုက်တာဘိုလ်ချုပ်တဲ့ကချင်မာလေးတွေနဲ့တွဲပြီးတော့ဓာတ်ပုံရတဲ့ကိစ္စကိုတဲ့ဘိုလ်ချုပ်ကတော့တွေ့ရင်တော့ဘိုလ်ချုပ်တော့မလွယ်ဘူးထင်တယ်ဆိုတော့အဲ့ဒီမှာရက်တဲ့ဓာတ်ပုံစံရိုက်တာအမှနောက်လိုက်တာကွာဘိုလ်ချုပ်တဲ့ကချင်မာလေးတွေနဲ့တွဲပြီးဓာတ်ပုံရထားကိုတွေ့ရင်တော့ဖြစ်ရင်တဲ့ဘိုလ်ချုပ်ကတော့တွေ့တာရင်တော့ဘိုလ်ချုပ်မလွယ်ဘူးထင်တယ်နော်လို့ပြောတော့သူကရက်ဓာတ်ပုံစံအဲ့မှာရိုက်တာအဲ့ဟာပဲရှိတယ်ပြုံးမလေးနဲ့အဲ့တော့အဲ့ဒီမှာတော်လိုင်းရေးအတွက်စစ်ထွက်မလုပ်တဲ့ခါကျတော့ဘုရားဆရာဘာပြောလဲဆိုတော့ယောတို့မင်းတို့ဒီနေ့စပြီးစစ်တယ်ဂျပန်ရှိမှပြောခဲ့တဲ့စကားလုံးမင်းတို့အနိကဆုံးရန်သူကိုရှာပြီးတိုက်ကြဒါပဲမင်းတို့အတွက်ဘာရမလဲကျိုးမယ်ကမ်းမယ်ဒဏ်ရာရမယ်သေမယ်အဲ့ဒါမင်းတို့ဆုလက်ပဲတဲ့ငါလည်းမင်းတို့နဲ့လိုက်ပြီးသွားပြီတလုံးနဲ့ပဲငါလည်းမင်းတို့နဲ့လိုက်မယ်တာဝန်ယူဝင်တယ်တတိကောင်းတာငါတိုင်းပြီငါလူမျိုးငါတမတော်တဲ့ငါစက်ကိုစွန့်လို့ရနေ့လောက်တော့စဉ်းစားမရသေးဘူးခမများဆိုမျိုးမဟုတ်တာဝန်သိခြင်းသည်ကိုခြင်းတာဝန်ယူခြင်းသည်တတိတာဝန်ဆောင်နိုင်ခြင်းသည်စွန့်ရင်တာဝန်ယူဝင်တာလည်းမကဘူးတာဝန်ကိုဆောင်နိုင်မှာအဲ့ဒီဘုရားအောင်ဆန်းကြည့်ဘယ်သူပဲကြည့်တကယ်တရားကောင်းတွေဟူသမျှဟာတာဝန်ယူတာကြီးပဲအ
သေးခံသွားတာလူအသေးခံမဲ့ကွာငါနာမည်အသေးမခံဘူးဆိုလူကြီးပဲအဲ့တော့တာဝန်ယူနေအောင်ကမင်းတို့တွေကောင်းလေးတွေကောင်းမလေးတွေကတကယ်လို့မိတို့မိသားစုရဲ့တာဝန်ကိုလိုချင်ရင်တာဝန်ကိုထမ်းကျင်ရင်စွမ်းရည်ရှိရတယ်အဲ့စွမ်းရည်ကဘယ်မှာသွားတည်တော့ပညာမှာသွားတည်တယ်အဲ့ဒီမှာလာပြန်ချုပ်ပြန်ပြီပညာမရှိလို့ရှိရင်တာဝန်မဆောင်နိုင်ဘူးအဲ့ဒီစွမ်းရည်ဆိုတော့ဘာလဲဆိုပညာပဲအဲ့တော့အားလုံးချုပ်လို့ရှိရင်ပြောလိုက်ရှင်တာဝန်သိခြင်းဒီကိုရင်တာဝန်ယူဝင်ခြင်းဒီတတ္တိတာဝန်ဆောင်နိုင်ခြင်းဒီစွမ်းရည်အဲ့တော့ဒီကုန်းချုပ်မှာပြောချင်တာလေငါဖះဇတ်တော်လေးနဲ့ပြောချင်တယ်မဟာဒုက္ခမင်းတို့ကြားဘူးလိမ့်မယ်မဟာဒုက္ခကသဗ္ဗဘုရားလက်ထက်တုန်းကမဟာဒုက္ခအမှန်ဆင်းရဲရှာအဲ့ဒီမှာတငါစီမှာသွားပြီးတော့မှဆုံးကျွေးရင်တော့တငါကိုကူးလို့ပြီးတော့မှငါးလေးနှစ်ကောင်ရတော့အဲ့ငါးလေးနှစ်ကောင်နဲ့ကသဗ္ဗဘုရားကိုဆုံးကတ်ခဲ့တာထားလိုက်ပါတော့အဲ့ဒါနဲ့အဲ့ခုနကပြောမဟာဒုက္ခဂေါတမမြတ်စွာဘုရားလက်ထက်ကြတော့ဘာဖြစ်သွားလဲဆိုတော့သူကတထေတာဖြစ်တယ်ပန္တိတာပညာရှိပေါ့လေတထေတာပန္တိကလာနာမဆိုပန္တိပေါ့ပန္တိတာဆိုနေမှာရှိဟိုးတဲ့အထုံလေးပါလာတော့အသက်9နှစ်သားရှိတဲ့ခါကျတော့သူ့အမေကိုပူဇော်တယ်အမေကျွန်တော်သင်္ကန်းဝတ်ချင်တယ်ဆိုမေကသိချစ်တယ်တူဒီတော့သားရဲ့မွေးပါနဲ့အမေတို့နဲ့နေရတာမပြောလို့မှုကျွန်တော်သင်္ကန်းဝတ်ချင်တယ်ကျွန်တော်ကြောင်းပို့ပါဆိုသားအဲ့လိုဆိုရင်ဘယ်လောက်ကြာဝဲမှာကျွန်တော်ဝိရှင်တော်မှုသားခွင့်ပြုပါမယ်9ရက်ထဲဝင်းတော့9ရက်ရှိရင်တော့မမေ့စီပြန်လာခဲ့နော်အဲ့ဒီမှာစဉ်းစားကောင်းပါပြီမိုးရတာနဲ့ဆိုတော့9ရက်ဆိုမဆိုးပါဘူးကောင်းပါပြီကျွန်တော်9ရက်ရှိထွက်ခဲ့ပါအဲ့ဒီမှာသွားတဲ့ခါကျမှဘုသူစီရောက်သွားလဲဆိုတာရှင်သာရိပုတ္တရာဥပိ္ပဇေဆရာဥပိ္ပဇေဆရာဆိုမင်းတို့စကားနဲ့ပဲဂါဒီယန်ပေါ့ဂါဒီယန်စောက်ရှောက်ထိန်းသိမ်းသူပေါ့ဒီချိန်ဒီလိုဝေးရတယ်သင်္ကန်းကိုဝင်းကြီးစွာယုံရတယ်အဲ့ဒီမှာစားတဲ့ခါဒီလိုစားတယ်ဝိတ္တခါဒီလိုဝေးရတယ်သင်္ကန်းကိုဘယ်လိုကန်ရတယ်ဘယ်လိုဝေးတယ်တပိတ်ကိုပို့တယ်အဲ့ဒါဒီအကုန်လုံးတွန်သေးပေးတဲ့ဥစ္စာဥပိ္ပဇေဆရာလို့ခေါ်တယ်ဂါဒီယန်ပေါ့အနိကကြီးကြပ်ပေးစုဆိုတော့ရှင်သာရိပုတ္တရာလက်ရယံကိုလိုကြီးဖြစ်တော့အဲ့ဒါနဲ့အဲ့ဒီကြ9ရက်စီလာတော့ကသူကယထာပေါင်းချုပ်ဆိုအမိုးအကာပါတဲ့ယထာနဲ့လာခဲ့တာကျောင်းကပြန်တော့မယ်ဆိုရှင်သာရိပုတ္တရာမင်းအိပ်ပြားမှာမို့လားလူထွေးမှာပြန်တော့ကဲမျိုးတဲ့ငါနဲ့လိုက်ခဲ့တာပေါ့ငါလည်းလိုက်ခင်မယ်ငါလည်းဆုံးကသွားရင်ပေါ့ဆိုတော့သွားတဲ့ခါကျမျိုးတဲ့သွားတော့လေကွင်းကြီးတွေဖြတ်သွားလေကွင်းကြီးကလည်းဒီလိုပေါ့ခုလိုချိန်မျိုးပေါ့နရောတို့ဘာလို့လို့ပေါ့ပြာစိုးလို့ပေါ့လေကွင်းနဲ့စိမ့်လို့စိုးလို့ပဝင်းကြီးကိုလည်းကြီးလို့သရရရာတိပဝင်းကြီးကောင်းကြီးထုံးကကြီးလင်းပြီးတော့စိတ်ဆိုးပြီးတော့နေတဲ့ပဝင်းကြီးကြီးထဲမှာဖြတ်သွားတဲ့ခါကျတော့ရှိကလည်းပဲရှင်သာရိပုတ္တရာကိုတော်ကြီးကသင်္ကန်းတော်ကြီးလွန်းနဲ့နောက်ကကိုရင်လေးပဏိတာကလည်းသင်္ကန်းလေးမနိုင်တနိုင်နဲ့ဖိုးရဖားနဲ့လိုက်သွားတယ်လိုက်သွားရင်ကနေတွေ့တဲ့ခါကျတတိတာဆိုတော့ဒီလေဝင်းနေမမြင်ဘူးမမြင်ဘူးလျှောက်သွားရင်ကလည်းရေတွေကစီးနေရေမြောင်းကိုတွေ့တယ်အရှင်ဖေအဲ့ဒါဘာလဲဖေရှင်လည်းပေါ်ကြည့်ရေမြောင်းကွယ်အဲ့ရေမြောင်းကဘာလို့ထားလဲဖေကွယ်ရေကိုလူချင်းတဲ့ရောင်မြောင်းသွယ်ပေးတာပေါ့အရှင်ဖေအဲ့ဒီလိုမြောင်းသွယ်လိုက်တဲ့ခါကျတော့ရေကလူချင်းတဲ့နေရာရောက်လာဖေရောက်တာပေါ့ကွယ်အရှင်ဖေအဲ့ရေတဲ့စိတ်ရှိလာရင်ဘယ်ရှိမလဲဟာဆက်သွားတော့မုတ်ဆိုးကြီးတယောက်ကမြားလေးကိုမီးกินလိုက်မျက်လုံးလေးတစ်ဖိတ်လိုက်မိတ်လိုက်ဖြောင်းလိုက်လှုပ်တာအရှင်ဖေအဲ့လူကြီးဘာလုပ်နာလဲဖေမြားဖြောင်းတာဟုတ်လားဘာလို့ဖို့ဖြောင်းတာကွယ်သူကမုတ်ဆိုးလီမြားကိုဖြောင်းတော့လူရပြေးတာပေါ့အဲ့လိုမီးပိတ်ပြီးဖြောင်းလိုက်တော့မြားကလူရပြေးသလားဖေပြေးတာပေါ့ကွယ်အဲ့မြားတဲ့စိတ်ရှိလားဖေဘယ်ရှိမလဲတလိုက်ဆက်လာတော့လူကြီးကြပါတစ်တိုင်းတစ်တုံးကြီးတစ်ခုယူတယ်ဆိုတော့ဒုံနဲ့အကားကြီးခွာပြီးတစ်တုံးကြီးဖြောက်တော့ကောက်နေတဲ့ဟာကြီးဖြောက်တော့ယူနေတာအရှင်ပြအဲ့လူကြီးကတဒုံလုံးနဲ့ဘာခုတ်နာအောင်လဲ
ကွယ်သိရွေတယ်လို့ဘာဖြစ်လို့ရွေတာလဲဗျာတစ်တုံးကနည်းနည်းကောက်တော့ကွယ်အဖြောင်လေးလိုချင်လို့ရွေပြတာပေါ့အဲ့လိုဖြောင်လိုက်ခွေလေးခါကျတစ်တုံးကဖြောင်သွားလာဗျာဖြောင်တာပေါ့ကွယ်အရှင်ဗျာအဲ့တစ်တုံးနဲ့စိတ်ရှိလားဗျာဘယ်ရှိမလဲကွယ်အရှင်ဗျာတပည့်တော်စိတ်ရှိတယ်ဗျာစိတ်ရှိပါလေတပည့်တော်စိတ်ရှိပါလေဗျာအရှင်ဗျာတို့ပြောနေတဲ့မက်ဖို့တပည့်တော်သင်ပေးစမ်းပါဗျာတပည့်တော်စိတ်ရှိတယ်ဗျာရအောင်ကြိုးစားပါမယ်ဗျာရှင်သာရိပုတ္တရာသိတယ်သူ့အကြံစီကိုသိတော့ဟေးလက်ပြန်အောင်ဆိုပြန်တော့မှအဲ့ဒီမှာခဏကတတိပဋ္ဌာန်သဘောဆိုတာကမ္မထန်သင်ပေးတာအဲ့စီမှာအာရုံထားပြီးတော့အရှင်ဘုရားပြောတော့ငါဆုံးခံသွားအောင်မယ်လေအရှင်ဘုရားဆုံးခံလို့ရှိရင်ဟိုငကျင်းသားလေးပါတော့ဆုံးခံရတော့ဟိုကပါလာတယ်ငကျင်းသားလေးပါလို့ဆိုတာဤကွယ်ငကျင်းသားကိုစိတ်မရပါနဲ့ကြားကြလေရမှာပေါ့မရလည်းနေမှာပေါ့ငါပြောတဲ့ဥစ္စာလေးအာရုံစိုက်ဆမ်းမှာဆိုတော့အဲ့ဒီမှာခရိယစိတ်ကဝီထီးကြပြီးတော့ခါအားထုတ်လိုက်ဒီကိစ္စဟာနောက်ဆုံးကရတောတပတိမဲ့တဂရာဂာမိမဲ့အနာဂာမိမဲ့လို့ခေါ်တဲ့မဲ့သုံးချံဆိုင်ပြီးတော့နောက်ဆုံးအတန်ဖြစ်တဲ့အရဟတမဲ့စိုက်ခါနီးတဲရောက်တဲ့ခါကျတော့အဲ့ချိန်မှာရှင်သာရိပုတ္တရာဆုံးကငါပြန်လာတယ်ပြန်လာရတဲ့ခါကျဘုရားသိပြီဟိုကလေးမဲ့ဆိုင်တော့ပါဩငါသားသာရိပုတ္တရာပြန်လာလိုက်ပြီချင်းချိုးချောက်ချောက်မြင်လို့ရှိရင်ဟိုကလေးမှာအာယုံပြက်လိမ့်မယ်အဲ့လိုအာယုံမပြက်အောင်အပြင်မှာနေပြန်တော့လည်းပဲငါသားသာရိပုတ္တရာမှာတမနာသာရုပ်ပါလို့ခေါ်တဲ့ရဟန်းတို့ရဲ့တင့်နေခြင်းပြက်တော့မယ်ခက်ကြောင်ကြောင်ဖြစ်နေတော့မယ်ပေါ့ဆိုတော့ဘုရားဟိုးကျောင်းပရဝုံကိုသွားကြည့်တယ်ရှိမှာသွားကြည့်တော့ရှင်သာရိပုတ္တရာဘုရားမြည်တော့ဘုရားကိုဩသာရိပုတ္တရာမမဘုရားဆုံးကပြန်လာလားဟုတ်ပါတယ်ဗျာဆုံးကိုမြတ်တယ်မြတ်ပါပါဆိုတော့သာရိပုတ္တရာငါသင်အားမေးစရာတခုကြီးဘုရားဒီလိုသူများမေးလို့ရှိရင်ပြောတဲ့အခါရှိတယ်မေးမှပြောတယ်မမေးလို့မလို့ပြောချင်တာရှိရင် तू ကမေးလို့ရှိတယ်ဤကဲဆိုရာဤရာကိုတရားကိုသင်မိတို့ထင်ယူဆတယ်နိသာရိပုတ္တရာအဲ့လိုမေးတာအဲ့လိုမေးတော့မှဘုရားကသူ့ကိုမေးလိုက်ရှင်သာရိပုတ္တရာပြန်ဖြေအဲ့လိုအမေးဖြေလို့ရဆိုသူတို့နှစ်ပါးတရားတထုံးတစ်ဖွဲ့လဲကုံလဲကုံရောခုနကကိုရင်လေးလဲအရဟတမဆာရှင်ပန်နေလဲပဲအရဟတမဆိုင်ပါအဲ့တော့မင်းတို့တွေကငါပြောချင်တာအထူးသဖြင့်ဆရာတော်တို့ကိုထားလိုက်ပါတော့ဗျာခလေးတွေကိုပြောပြရတယ်မင်းတို့တွေကငါပြောချင်တာစိတ်မရှိတဲ့ရေတောင်မှမြောင်းတွေ့လို့လူရရောက်နေသေးရင်စိတ်ရှိတဲ့ငါတို့တွေဟာတမက်တခုအပထားလို့တက်ကတူတော့ဘာကြောင့်မရမလဲငါတို့ဟာတာဝန်ကြီးဘာကြောင့်မထမ်းနိုင်ရမလဲတာဝန်ထိုင်းနိုင်သောတတ္တိဘာကြောင့်မရှိရမလဲတာဝန်ထမ်းနိုင်သောစွမ်းရည်ဘာကြောင့်မရှိရမလဲဆိုတဲ့အနေနဲ့တာဝန်ကိုသိသောတာဝန်ယူဝင်သောတာဝန်ထမ်းဆောင်နိုင်သောစိတ်မရှိတဲ့ရေတောင်မှသွားနိုင်တယ်ငါတို့စီလေတာဝန်ကြေသောယောက်ျားကောင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားကြပါလို့ပြောရင်ဆရာညီကုန်းချုပ်ပါတယ်